အစီ special ကြမြန်တဲ့နေ့လည်စာပါဒီနေ့လည်စာမှာဆိုကယ်လိုရီစုစုပေါင်း320ကနေ350ဝန်းကျင်မရှိတယ်ဒီမတ်ပိုင်ရှင်လေးကကစုံရက်ကတကယ်ကြတယ်တဲ့တကယ်တော့ကစုံရက်ကဗီတာမင်လည်းကျွယ်ဝတယ်ဖိုက်ဘာဓာတ်လည်းရတယ်ကိုအစီကြစေတဲ့အစားတောက်ရတော့မရှိဘူးသူကကယ်လိုရီအရင်နဲတယ်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားတောက်မှုလို့မဆိုဒီကောင်ကိုများစားရင်ကယ်လိုရီလုံးဝမပို့ဘဲနဲ့ကယ်လိုရီတစ်ဖက်စစ်ဖြစ်ပေးရဖြစ်တဲ့အတွက်အစီကြဝိတ်ကြမြန်စေတာပေါ့နော်ဆိုမြန်မာနိုင်ငံမှာကစုံရက်ကအရန်ပေါ်တယ်အလေးကြလဲပေါက်တယ်ဘယ်နေရာမှာဆိုရတယ်သူ့ဝင်မဲ့သူများနိုင်ငံမှာဆိုလို့ရှိရင်ဈေးကြီးပေးပြီးတော့မှဝယ်စားရတယ်ပေါ့နော်အဲ့တော့တန်ဖိုးထားပြီးတော့မှစားစေချင်တယ်အသားရည်လှချင်တာပဲဖြစ်ဒီ body ထိမ့်သိမ်းတာအစီချဝိတ်ချညာပဲဖြစ်ဒီကစုံရက်ကအရန်ကိုမှအသုံးဝင်ပါတယ်ဒါကတော့တစ်လကို10ပေါင်အစီချချဲလန့်ဒီစီရဲ့နေ့လယ်စာဖြစ်ပါတယ်ညစာကိုလည်းဒီနေ့လယ်စာနဲ့နီးတူစားလို့ရပါတယ်ဗီဒီယိုကိုအခုမှစတွေ့တဲ့သူတွေအတွက်အကောက်တဲကိုဝင်ကြည့်ပြီးတော့မှ day 1ကနေစပြီးတော့မှစားလို့ရပါတယ် protein အတွက်ကမဆိုကြက်ဥသမဟုတ်ကြက်သားစားတာများတယ်ကိုကစားမယ်ဆိုလို့ရှိရင်အမေသားကြက်သားဝက်သားအကုန်လုံးရတယ်ပြီးပစုံကင်းမူကနန်းဒါတွေလည်းစားလို့အရန်ကောင်းပါတယ်ငါအမျိုးမျိုးစားပေးပါအစီများတဲ့ဝက်သားအစီများတဲ့ငဒန်တို့လိုငါးတွေကိုတော့ရှောင်စေချင်ပါတယ်